အားလုံးပဲမင်္ဂလာပါဂါနာဗက်စ်ကနေကြိုဆိုလိုက်ပါတယ်ဒီနေ့ည12:15မိနစ်မှာချန်ပီယံလိပွဲစဉ်အဖြစ်စလာဗီယာဖရိုက်အသင်းနဲ့အာဆင်နယ်အသင်းတို့ကစားကြမှာဖြစ်ပါတယ်အာဆင်နယ်အသင်းဟာဘန်လီအသင်းမှတန်ရာရသွားတဲ့ဗစ်တာရော့ခရက်ကတော့ဆက်လက်လွဲချော်အောင်မှာဖြစ်ပြီးမြဲမာတင်ဇူဘီမန်ဒီကတော့တန်ရာကနေတက်တာလာပြီးမြဲချန်ပီယံလိမှာအဝါကပ်ထုံးကပ်ပြေးသွားတာတဲ့ထက်ပွဲပဲပြစ်ဒဏ်ကြောင့်လွဲချော်ဖို့ရှိပါတယ်မာတင်နယ်လီကလည်းတန်ရာကြောင့်ဆက်လက်လွဲချော်ဖို့ရှိပါတယ်ဒီဂလန်ရိုက်အနေနဲ့လည်းအဝါကပ်နဲ့ကပ်ထိထားတာကြောင့်နောက်လာမယ့်ဘိုင်ယန်မြူးနစ်အသင်းပွဲစဉ်ကိုမလွဲချော်ဖို့အတွက်ဒီပွဲကိုတတိထားကစားရမှာဖြစ်ပါတယ်။အာဆင်နယ်အသင်းဟာတိုက်စစ်နေရာမှာမယ်ရီနို၊ဝင်းလယ်နေရာမှာနော့ကက်တို့နဲ့အတူအဓိကကစားသမားတွေနဲ့ပဲပွဲထွက်လာမိထင်ပါတယ်။နူငယ်ကစားသမားလေးတွေကိုလည်းပွဲထွက်ခွင့်ပေးသင့်ပါတယ်။နောက်အပတ်ပွဲဟာဆန်ဒါလန်အသင်းဆိုပြီးမြဲဒီအသင်းဟာခုရာသီမှာအသင်းဖော်ဟောင်းကြကနဲ့အတူပုံစံကောင်းတစ်ခုကိုပြသထားတာကြောင့်ဒီပွဲစဉ်ကိုတတိထားလို့ထုတ်တင်တယ်လို့ထင်ပါတယ်။ထိပ်ပြိုင်တွေ့ဆုံမှုနှစ်ချိန်မှာအာဆင်နယ်ဟာတပွဲနိုင်တပွဲတရေကျထားပါတယ်။စလာဗီယာဖရိုက်အသင်းဟာ3ပွဲမှာ2ပွဲတည်းတပွဲရှုံးထားပါတယ်။အာဆင်နယ်အသင်းကတော့3ပွဲစလုံးအနိုင်ရအောင်ကစားထားပါတယ်။3ပွဲစလုံးအနိုင်ရထားတဲ့ Real Madrid, PSG, Bayern Munich အသင်းတို့ဟာပွဲကြကစားရမှာဖြစ်တာကြောင့်အာဆင်နယ်အသင်းအနေနဲ့အခွင့်ကောင်းယူဖို့လိုအပ်ပါတယ်။ Slavia Pride အသင်းဟာ6ပွဲဆက်မရှုံးသေးသလိုအာဆင်နယ်အသင်းကလည်း12ပွဲဆက်မရှုံးသေးတဲ့အသင်းဖြစ်ပါတယ်။ဒီပွဲမှာတော့အာဆင်နယ်ဟာလိုချင်တဲ့ရလဒ်ကိုကစားပြီးထင်းကစားမယ်လို့ထင်မိတာကြောင့်တွင်းကိုလည်းနဲမယ်လို့ယူဆမိပါတယ်။ဒီပွဲမှာမက်ဒေါ်မန်နဲ့အန်ဒူစ်တို့လည်းပွဲထုတ်တင်တယ်လို့ထင်ပါတယ်။အာဆင်နယ်ကစားသမားဟောင်းချင်ပါလိမ့်ဟာလက်ရှိအသင်းလက်မိတ်ဖြစ်နေတဲ့ကြောင့်မနေ့ကအာဆင်နယ်အသင်းနဲ့အတူတူလဲချင်ရေးလာဆင်းခဲ့ပါတယ်။ကစားသမားဟောင်းတွေဟာအသင်းမရှိတဲ့အခါနားခိုရအဖြစ်အသင်းဟောင်းစီလာလေးရှိတယ်လို့အာဆင်နယ်အသင်းကလည်းအမြဲတမ်းကစားဟောင်းတွေကိုကြိုဆိုလေးရှိတာကြောင့်လွေထွေးတဲ့မိသားစုလေးတစ်ဖွဲ့ဖြစ်နေပါတယ်။အဆုံးထိနားဆင်ပေးခဲ့တဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်။